ကျွန်တော်ကပုံမှန်ဆိုရင်လည်းအလုပ်ကညနေမှပြန်လာရတာများတယ်။ဒါပေမဲ့အဲ့ဒီနေ့ကတော့ project တစ်ခုအချောသက်စရာရှိတာနဲ့ည7:00 နာရီကျော်တနာရီနီးပါးလောက်ထိရုံးမှာအချိန်ပိုဆင်းလိုက်ရတယ်။ရန်ကုန်ရဲ့ည7:00 နာရီဆိုတာကသိကြတဲ့အတိုင်းပဲလေ။လမ်းမကြီးတွေပေါ်မှာတော့ကားရှင်းနေပြီ။ကျွန်တော်နေတဲ့ရက်ွက်ဆိုရင်တော့ပြောမနေနဲ့တော့။လမ်းမိတိုင်းတချို့ကလည်းပြက်တချို့ကလည်းတစ်ဖြက်ဖြက်နဲ့မှိတ်တော့ဖြစ်နေတတ်တယ်။ရုံးကနေတိုက်စီငားပြီးပြန်လာပြီးရက်ွက်ထိပ်မှာဆင်းလိုက်တယ်။ရက်ွက်ထဲကလမ်းသွယ်လေးကနေအိမ်ထိလျှောက်ရင်9မိနစ်လောက်ပဲကြာတာ။ဒါပေမဲ့အဲ့ဒီညကတိုက်စီဘော်ကခြေလမ်းချလိုက်တာနဲ့တခုခုတော့မားနေပြီဆိုတော့ခံစားလိုက်ရတယ်။ဘာလို့လဲဆိုတော့တိတ်ဆိတ်လွန်နေလို့ပါ။ပုံမှန်ဆိုရင်ဒီရက်ွက်ကလမ်းမေးခွေးလေးတွေဟောင်းတန်းဒါမှမဟုတ်အိမ်တအိမ်နဲ့တအိမ် TV ကြည့်တန်တွေစကားပြောတန်တွေကတိတ်တိတ်ကြားရတဲ့တယ်။အဲ့ဒီညကတော့တင်းချိုင်ကုန်းကြီးလာမှတ်ရတယ်။တိတ်ဆိတ်ငြိမ်သက်နေရပဲ။ကျွန်တော်ရဲ့ဖနက်တန်ကကွန်ကရစ်လမ်းမပေါ်တရှက်ရှက်နဲ့မြည်နေတာကတရက်ကွယ်လုံးကြားရတော့မလားပဲ။လမ်းလျှောက်ရင်လမ်းမိတိုင်အောင်ရောက်ခံနေတိုင်းကျွန်တော်ရဲ့အရေးကရှည်ထွက်လာလိုက်ပျောက်သွားလိုက်နေပေါ့။အဲ့ဒီမှာတင်စားသိထားမိတာကကျွန်တော်အနောက်မှာနောက်ထပ်ခြေတံတစ်ခုပါလာတာပဲကျွန်တော်ရက်လိုက်ရင်အဲ့ဒီခြေတံကလည်းရက်သွားတယ်ကျွန်တော်ခက်သက်သက်လျှောက်ရင်လည်းသူကအနောက်ကနေအဲ့လိုလိုက်လျှောက်တယ်တယောက်ယောက်များပါလာလားဆိုပြီးလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးလမ်းတစ်လျှောက်လုံးလည်းမြုံနှင်းတွေလိုမီးခိုးတွေလိုဝေဝါးနေတာအဲ့ဒီချိန်မှာပဲရက်ွက်ထိတ်ကခွေးတစ်ကောင်ကစပြီးအိုတော့တာအဲ့ဒီအတန်ကတကောင်နဲ့နေမဟုတ်ဘူးဗျရက်ွက်ထိတ်ကခွေးတွေအကုန်လုံးတကောင်မိတကောင်အလှည့်ကျကိုအိုနေတာတကယ်ကိုစနစ်တကျနဲ့တန်ပြိုင်ဆိုနေသလိုပဲအတန်ကလည်းအရှည်ကြီးကိုဆွဲပြီးအိုနေကြတာအဲ့ဒီအတန်တွေကြားထဲကကျွန်တော်ရဲ့ကြောရိုးထဲထိစိမ့်သက်သွားစေတဲ့အတန်တန်လေးကြားလိုက်ရတယ်ပလတ်စတစ်ထုတ်ကြီးကိုမြေကြီးပေါ်မှာဒီယိုတိုက်ဆွဲသွားတဲ့အတန်မျိုးအဲ့ဒီအတန်ကအနောက်နားကလမ်းကျိုးလေးတွေကထွက်လာတာကျွန်တော်ခြေလမ်းတွေလည်းတုံနေရက်သွားတယ်နှလုံးတန်ကလည်းနှထင်းုံဒိန်းကနေကိုမြည်သွားတာလမ်းကျိုးလေးရဲ့ထောင်မှာမိတ်တုံဖြစ်နေတဲ့မီးလုံးဟောင်းလေးတစ်ခုရှိတယ်အဲ့ဒီမီးရောင်အောင်မှာကျွန်တော်မြင်လိုက်ရတာကလူတစ်ယောက်ရဲ့ရိပ်ပဲဒါပေမဲ့ပုံမှန်လူတစ်ယောက်တော့ဟုတ်မနေဘူးဝေးကကြည့်ရင်ခါးကြီးကိုကိုင်းပြီးတော့လမ်းလေကောင်မှာကြောက်ရွံ့ကြီးလိုရက်နေတာခွေးတွေကလည်းအဲ့ဒီပုံရည်ကြီးကိုဝိုင်းပြီးဦးနေကြတာကျွန်တော်ဘာလို့ရမှန်းမသိပဲကြောင်တောင်ရက်နေတော့မှာပဲအဲ့ဒီပုံရည်ကြီးကတပြေးပြေးချင်းလှည့်လာသူလှည့်လာတာကလည်းပုံမှန်လူလိုမဟုတ်ဘူးအယိုးတွေကဂလော့နဲ့မြည်ပြီးတော့ကျွန်တော်ဘက်ကိုလှည့်လာတာအဲ့ဒီအချိန်မှာပဲခွေးဦးတန်တွေကအမြင်ဆုံးကိုရောက်သွားပြီးကျွန်တော်နားထဲမှာလည်းမင်းပြန်လာပြီလားဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်လည်းဘလို့မှစိတ်မထိန်နိုင်တော့ပဲရှေ့ကိုပြန်လှည့်ပြီးတော့အိမ်မက်ရှိရာကိုအစွမ်းကုန်ပြေးတော့တာနောက်ကနေလည်းတရှက်နဲ့ခြေတန်တွေရောတရုတ်တိုက်ဆွဲလာတဲ့အထုပ်တန်တွေကိုကြားရတာအိမ်ရှိရောက်လို့တကားတော့ကိုဝင်ပြီးအထဲကိုဝင်တကားချက်ကိုပြန်ထိုးလိုက်တော့မှအသက်ရှူသွားတော့တာအပြင်မှာတော့ခွေးဦးတန်တွေကတပြေးပြေးတိတ်သွားတယ်ကျွန်တော်လည်းတုံရင်နဲ့ပဒင်းပေါက်အပြင်ဘက်ကိုချောင်းကြည့်လိုက်တော့လမ်းပေါ်မှာဘာမှမရှိဘူးလုံးဝကိုတိတ်ဆိတ်သွားတာဒါပေမဲ့ထူးဆန်းတာကနောက်နေ့မနက်ကျွန်တော်အလုပ်သွားဖို့အိမ်ရတကားကိုဝင်လိုက်တဲ့အချိန်မှာတကားဝမှာလက်ရတစ်စုံကိုတွေးလိုက်တယ်အဲ့ဒီလက်ရကပုံမှန်လူလက်ရတဲ့အများကြီးကြီးတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ညဘက်အလုပ်နောက်ကျရင်တယောက်တည်းလမ်းလျှောက်မပြန်ရတော့ဘူးညဘက်ခွေးဦးတန်တွေကြားတိုင်းလေအဲ့ဒီမင်းပြန်လာပြီလားဆိုတဲ့အတန်ကိုပြန်ကြားနေရတယ်အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းကျွန်တော်အကောင့်လေးကို follow လေးလုပ်သွားပေးကြပါဦးနောက်ထပ်ဘယ်လိုဇာတ်လမ်းမျိုးတွေနားဆင်ခြင်းလဲဆိုတာကိုလည်းအောက်က comment ထဲမှာပြောသွားပေးလို့ရပါတယ်